မင်္ဂလာပါဘောလုံးဝါသနာရှင်မိဘပြည်သူညီကိုများခင်ဗျာဒီနေ့မှာတော့စပိန်လာလီဂါရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့အတလက်တစ်ဘီဘာအိုနဲ့ဘာစီလိုနာတို့ရဲ့အကျိတ်အနယ်ရှိမဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အင်ရှင်အတလက်တစ်ဘီဘာအိုအသင်းကတော့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ၃ပွဲအထိအနိုင်ရထားပြီးခြေစွမ်းတက်နေတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့အမာခံတိုက်စစ်မှုနီကိုဝီလီယံဒန်ယာကြောင့်ဆက်လက်လွဲချော်နေတာကအသင်းအတွက်အားနည်းချက်ဖြစ်နေပါတယ်ဘီဘာအိုဟာအိမ်ကွင်းမှာဂိုးသွင်းနိုင်စွမ်းရှိပေမဲ့ဘာစီလိုနာနဲ့တွေ့ဆုံတိုင်းရုန်းကန်ရလေးရှိတာကိုသတိပြုရမှာပါဧည့်သည်ဘာစီလိုနာအသင်းကတော့နောက်ဆုံးပွဲမှာဗီလာရီယဲကို၄ဂိုး၁ဂိုးနဲ့အပြတ်သက်အနိုင်ယူပြီးချန်ပီယံဆုနဲ့ပိုမိုနီးစပ်လာခဲ့ပါတယ်ဂါဗီနဲ့လီဝန်ဒေါစကီတို့ဒဏ်ရာကြောင့်လွဲချော်နေပေမဲ့ဟန်စီဖလစ်ရဲ့တိုက်စစ်ကစားဟန်ကတော့တပွဲကိုပြင်းပြ2ဂိုးကျော်အထိတွင်းယူနေစေဖြစ်ပါတယ်ဒါပေမဲ့ဘာစီလိုနာဟာနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း6ပွဲဆက်တိုက်ဂိုးတွေပြန်ပေးနေရတာကြောင့်ခံစစ်ပိုင်းမှာတော့အားနည်းချက်ရှိနေပါတယ်ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းတွေမှာလည်းဘာစီလိုနာကဘီဘာအိုကိုနောက်ဆုံး5ပွဲဆက်တိုက်အနိုင်ရထားပါတယ်။ဒီနေ့ပွဲရဲ့ပေါက်ကြီးအခြေအနေမှာတော့ဘာစီလိုနာကတလုံး3ဆယ်အစားပေးထားပြီးဂိုးပေါင်းဈေးကတော့3လုံး25အရှုံးဖွင့်လှစ်ထားပါတယ်။ဘာစီလိုနာရဲ့တိုက်စစ်အရှိန်နဲ့ဘီဘာအိုတို့ရဲ့အိမ်ကွင်းအားမှန်ကြောင့်ဒီပွဲမှာ2ဂိုး1ဂိုးလောက်နဲ့ဘာစီလိုနာတို့ကတ်နိုင်သွားဖို့များပါတယ်။ဒါကြောင့်ဒီနေ့ပွဲမှာတော့အဝေးကွင်းဘာစီလိုနာနိုင်တဲ့အတူနှစ်သင်းစလုံးဂိုးသွင်းနိုင်ခြေဂိုးပေါင်း3လုံးအထက်ဖြစ်နိုင်ခြေတို့ကိုရွေးချယ်တာကအကောင်းဆုံးဖြစ်မှာပါအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကြိုခန့်မှန်းချက်တွေနဲ့ဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာဘောလုံးအကောင့်ဖွင့်ချင်ရင်လည်း bio ကနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီပွဲမှာဘာစီလိုနာတို့ဘီဘာအိုကွင်းမှာနိုင်ပွဲဆက်နိုင်ပါမလားမိဘပြည်သူတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာပြောခဲ့ပါဦးခင်ဗျာ